မေလပထမပတ်အတွင်းအယက်တာလူအခွင့်အရေးချိုးဖောက်ခံရမှုနဲ့အခြားထူးခြားဖြစ်စဉ်များကချင်ပြည်နယ်မေလပထမပတ်အတွင်းတွင်လက်နက်ကြီးကြားရောက်ပောက်ကွဲမှုလေကြောင်းတိုက်ခိုက်မှုနဲ့ထောင်မိုင်းပောက်ကွဲမှုကြောင့်အပြစ်မဲ့အယက်တာ2ဦးအထက်သေဆုံးပြီး6ဦးအထက်ပြင်းထန်ဒဏ်ရာရရှိခဲ့က30ဦးကျော်ဖမ်းဆီးခံခဲ့ရပါတယ်။မေလ10ရက်နေ့တွင်စစ်ကော်မရှင်တပ်မှဖက်ကန်လုံးခင်းဒေသတွင်မန္တလေးမှတက်လာသော Jet Fighter ဖြစ်2ကြိမ်လေကြောင်းပုံကျဲချမှုကြောင့်မော်စီစာကဒေမော်လန်းစုံနာရှိနေအိမ်ဆိုင်ခန်းအများအပြားမီးလောင်ပျက်စီးခံခဲ့ရပြီးအယက်တာထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်။ထို့အပြင်ကဒေကျေးရွာအဝင်းတွင်အရိပ်စားတောက်ဆိုင်မှာအသက်20ဝန်းကျင်ရှိအမျိုးသား2ဦးအိမ်သာထိပြေးပုံးနေချိန်ကြည်ထိမှန်ကတန်ရာပြင်းထန်ရရှိခဲ့ပြီးအခြားအမျိုးသား2ဦးလည်းတန်ရာရရှိခဲ့ပါတယ်။ထို့နောက်ဖက်ကန်ဒေသလုံးခင်းတွင်အရက်ဝတ်နဲ့တနက်လွယ်ထားတဲ့သူတွေကမိုင်းလိုက်ထောင်နေပြီးမေလ9ရက်နေ့တွင်၎င်းတို့ထောင်ထားတဲ့မိုင်းပေါက်ကွဲမှုကြောင့်အပြစ်မဲ့ကလေးငယ်4နှစ်အရွယ်2ဦးသေဆုံးပြီးလူကြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မိကြီးအဖွဲ့မှထောင်ထားခြင်းကိုမသိရှိတော့လဲလုံခင်းဒေသပတ်လည်တွင်စစ်ကော်မရှင်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တို့ကနေရာယူထားပြီး၎င်းတို့ဖြစ်နိုင်ကြောင်းဒေသခံများကပြောပါတယ်။မေလ6ရက်လောဝါရွာတွင်တက်ဆွဲထားတဲ့မြင့်စင်တပ်ပြည်သူစစ်တပ်ကလမ်းသွားလမ်းလာများကိုဖုန်းစစ်ဆေးမှုများပြုလုပ်ပြီးဝီချက်အကောက်ဖွင့်ထားသောအယက်သား30ကျော်ခန့်ကိုမတင်ကာမှုဖြင့်ဖမ်းဆီးထားခဲ့ပါတယ်။မေလ9ရက်ဖက်ကန်ဒေသလုံးခင်းမြို့တွင်စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ကြားတိုက်ပွဲပြင်းထန်နေပြီး၎င်းတို့အပြန်အလှန်ပစ်ခတ်ရာမှလက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်ဟိန်းထက်ကားပြင်ဆိုင်နဲ့လူနေအဆောက်အအုံများပျက်စီးပြီးထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်းရှိနေပါတယ်။မေလ4ရက်နေ့ကဖက်ကန်ပြူဟာကုန်းမှပြစ်တဲ့လက်နက်ကြီးလုံးခင်းကျေးရွာကတိကျေးရွာလမ်းစုံတွင်ကြားရောက်ပောက်ကွဲမှုကြောင့်အမျိုးသား2ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးအလားတူလေပြင်းကျေးရွာမှကလေးငယ်2ဦးလက်နက်ကြီးကြောင့်ထိခိုက်ဒဏ်ရာရရှိထားပါတယ်။မေလပထမပတ်အတွင်းတွင်ဖက်ကန်ဒေသတွင် KIA ပူးပေါင်းတပ်နဲ့စစ်ကော်မရှင်ပူးပေါင်းတပ်တို့ကြားနေတိုင်းနှီးပါတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကော်မရှင်မှလေကြောင်းဖြင့်တိုက်ခိုက်မှုတွေပြုလုပ်နေကအယက်တာထိခိုက်ဒေဆုံးမှုနဲ့လူနေအိမ်ဈေးဆိုင်ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ထို့အပြင်စစ်ကော်မရှင်ပူးပေါင်းတပ်တို့ကပြည်သူများရဲ့ဆိုင်ကယ်ကားများကိုပါဖမ်းဆီးယူဆောင်သွားခဲ့ကြောင်းလူမှုကွန်ရက်သတင်းများတွင်ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့မေလ2ရက်ဆော့လော်မြို့နယ်လန်စေဒေသရှိတရုတ်လုပ်ငန်းရှင်2ဦးရဲ့ရွှေလုတ်ကွက်မြေပြိုကျမှုကြောင့်လူ3ဦးသေဆုံးခဲ့ပြီးရော့ကြီးအဖြစ်2ဦးကိုတရုတ်ငွေယွမ်6000ဖြင့်ကြေးအေးခဲ့ကြောင်းလူမှုကွန်ရက်စာမျက်နှာသတင်းများတွင်ဖော်ပြထားပါတယ်။စစ်ကော်မရှင်တပ်တီတနစ်နဲ့3လကြာစစ်စင်ရေးလုပ်ခဲ့ပြီးနောက်မေလ9ရက်တွင်မန္တလေးမြစ်ကြီးနားကားလမ်းတစ်ခုလုံးကိုထိန်းချုပ်နိုင်ပြီလို့ကြေညာခဲ့ပါတယ်။ထို့ပြင်အာဏာသိမ်းအစိုးရသည်ရပ်ပေါင်း100အတွင်းငိမ့်ချမ်းရေးဆွေးနွေးဖိတ်ခေါ်ပြီးတစ်ဖက်တွင်လည်းစစ်ရေးအရာအရှိန်မြင့်ဖိအားပေးနေပြီးတော်လန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ချင်းပြည်နယ်ဖလန်းမြို့စကိုင်းနဲ့ကချင်နေဆက်အင်းတော်နဲ့မော်လူမြို့ကိုတိမ်ပိုက်ခဲ့ပါတယ်။အခြားထူးခြားဖြစ်စဉ်များအနေဖြင့်အာဆီယံနိုင်ငံရေးဝန်ကြီးဟောင်းတွေနဲ့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟောင်းတွေကမေလ6ရက်တွင်မြန်မာစစ်အစိုးရအပေါ်ပြက်ပြက်တသားကင်တွေဖို့အာဆီယံကိုတိုက်တွန်းခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံစီပူးမြို့မှာကျင်းပခဲ့တဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးညီလာခံမှာစစ်တပ်ခန့်သမတဖြစ်လာသူစစ်အာဏာသိမ်းကောင်းဆောင်ဦးမြင့်အောင်လှိုင်ကိုဖိတ်ကြားခြင်းမရှိဘဲနိုင်ငံရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဦးဟောက်ခန့်စုံတာတက်ရောက်ခဲ့ပါတယ်။ထို့နောက်ဖိလစ်ပိုင်သမတဖာဒီနန်ဘောင်ဘောင်မာဂိုစ်ဂျူနီယာကမေလ10ရက်နေ့တွင်မြန်မာနိုင်ငံကနိုင်ငံရေးအကျပ်တီးတိုးတက်ပြောင်းလဲမှုမရှိဘဲရှေ့ကြနေတာကိုစိတ်ပြက်လက်ပြက်ဖြစ်ကြရပြီးအာဆီယံရဲ့အခြေခံမူဖြစ်တဲ့လူအခွင့်အရေးတရားဥပဒေစိုးမိုးရေးနဲ့မြန်မာအရေးအတွက်ဘုံသဘောတူညီချက်တွေကိုလုံးဝဆွတ်လွတ်မှာမဟုတ်ပါဘူးလို့ပြောကြားခဲ့ပါတယ်။